ဓာတ်ပုံလေးထည့်လိုက်ရုံနဲ့အခုလိုမျိုးဆန်ကစီးတဲ့ဗီဒီယိုလုပ်တဲ့နည်းလေးကိုဘာ application မှမလို့ပဲ TikTok မှာပဲလုပ်လို့ရနေပါပြီဒါဆိုရင်ဘယ်လိုလုပ်ရလဲဆိုတာကိုအတူတူသွားကြည့်အောင်ပါနော်အဲ့တော့အရင်ဆုံး TikTok application နဲ့ဝင်ပြီးတော့အပေါ်ကမှန်ဘလူးလိုနေရာလေးကိုတစ်ခါထပ်ပြီးတော့နှိပ်ပါမယ်ပြီးသွားလို့ဒီနေရာရောက်ပြီဆိုရင်တော့ Pin Biker AI ဆိုတဲ့ AI effect လေးကိုရိုက်ပြီးတော့ရှာမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးရိုက်ရှာလိုက်တဲ့အခါအဲ့ effect နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေအများကြီးကြာလာပါမယ်အဲ့ထဲကမှကိုကြိုက်တဲ့ဗီဒီယိုလေးတစ်ခုကိုရွေးလိုက်လို့ရပါတယ်နော်ဗီဒီယိုလေးရွေးပြီးတော့ရင်ဗီဒီယိုရဲ့အောက်ဆုံးထောက်ကကျေဝါနေရာလေးကိုတစ်ခါထပ်ပြီးတော့နှိပ်ရပါမယ်ပြီးသွားလို့ဒီနေရာရောက်ပြီဆိုရင်တော့အောက်က use this effect ဆိုတဲ့ဥစ္စာကိုထပ်နှိပ်ရပါမယ်နော်ဒီနေရာရောက်ပြီဆိုရင်တော့ gallery ကိုဝင်ပြီးတော့ကိုဗီဒီယိုဖြစ်ပြောင်းခြင်းနဲ့ဓာတ်ပုံတစ်ပုံကိုရွေးရမှာဖြစ်ပါတယ်ဓာတ်ပုံလေးရွေးပြီးတော့ရင်အဲ့ဓာတ်ပုံကိုဗီဒီယိုဖြစ်ပြောင်းတဲ့အထိစောင့်ရပါမယ်တခါတလေ VPN ချိတ်ထားလို့မရတာမျိုးဖြစ်ရင် VPN လေးကိုဖြုတ်ပြီးတော့ပြန်လုပ်ကြည့်ပေါ့နော်အဲ့လိုမျိုး VPN လေးကိုနည်းနည်းကစားပြီးတော့လုပ်ကြည့်ပါစောင့်ရတာကြာလို့မစောင့်နိုင်ဘူးဆိုရင်တော့အောက်ကစာတန်းလေးကိုနှိပ်ပြီးတော့ draft ထဲမှာတင်ထားလို့ရပါတယ်ပြီးမှကိုယ့်ရဲ့ account profile ထဲကိုဝင်ပြီးတော့အပေါ်ဆုံးက draft ဆိုတဲ့နေရာလေးမှာသွားပြန်ဝင်ကြည့်လိုက်လို့ရပါတယ်အခုလိုမျိုး complete ဆိုတာလေးပေါ်နေပြီဆိုရင်တော့ဗီဒီယိုလေးရပါပြီနော်ဗီဒီယိုလေးရလာတဲ့အခါဗီဒီယိုရဲ့အပေါ်ဆုံးနားမှာတချင်းစာသားပြောင်းတဲ့နေရာလေးရှိရပေါ့နော်အဲ့ဒီနေရာမှာကိုကြိုက်တဲ့တချင်းစာသားလေးတွေပြောင်းလို့ရပါတယ်ပြီးတော့ရင်တော့အောက်ကနှိပ်ဆိုတာလေးကိုနှိပ်ပြီးတော့ post တင်လိုက်လို့ရပါပြီနော်အားလုံးပဲဆင်ပေးကြပါစေနောက်ဗီဒီယိုလေးမှာဆက်တွေ့ပါမယ်နော် bye bye